ကိုအရီယိုဘုတ် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။တဂရစ်ကိုညှို့ချက်များဆိုတဲ့ဇလန်းလေးရဲ့အပိုင်း6ကိုဆက်ပြီးတော့ဖတ်ပြပေးလိုက်ပါတယ်။ဖတ်ခွင့်ပေးတဲ့ချင်းချင်းကိုလည်းကျေးဇူးတင်ပါတယ်နော်။တဂရစ်ကိုညှို့ချက်များအခန်း16လန်ဒန်မြို့အထက်မြင့်အဆောက်အဦကြီးတစ်ခုပေါ်ရှိအလင်းရောင်တိတ်မရှိသောအခန်းကျယ်တစ်ခုအတွင်းတွင်ဗကြီးကားချက်များဖြင့်ပြည့်နှံ့နေသည်။ဝီချဲပေါ်တွင်ထိုင်နေသောအသက်50အရွယ်ခန့်လူကြီးတစ်ယောက်သည်နေဝင်ချိန်ကိုငေးကြည့်ရင်ညောင်ဝန်းထဲတွင်မျက်ရည်စာများဝေ့တည်နေလေသည်မရိပ်မတင်တာကြပြီဖြစ်သောကြောင့်ထိုထက်ရှည်လျားနေသောပတိုင်းမွေးများမှုံမိုင်းနေသောမြောင်ဝန်းစိမ်းတစ်စုံချရသည့်အမျိုးသမီးလေးနှင့်အပြီးထိုင်ဝေးခွာခဲ့ရသည့်အချိန်မှစ၍သူ့ဘဝကလည်းအမောင်အတိကျရောက်သွားခဲ့သည်မှာ24နှစ်တိုင်ခဲ့ပြီဖြစ်သည်တဘဝလုံးမိမိကိုယ်ကိုခွင့်မလွတ်နိုင်ခြင်းများတဲ့သူရှင်သန်လာခဲ့သည်အခုချိန်ထိဒဏ်ရာများနဲ့ရှင်သန်နေရသည်မှာလည်းချရသူစီကခွင့်လွှတ်မှုကိုမတောင်းခံရဲမတောင်းခံနိုင်သောကြောင့်ဖြစ်သည်လွန်ခဲ့သော24နှစ်ကအဖြစ်ဆိုးကြီးသာမရှိခဲ့ရင်သူမနဲ့တူသူ့ဘဝကြီးကတတမီမီများဖြင့်အရှာအသွေးစုံလင်ပြည့်စုံနေလောက်သည်အခုတော့သူ့ဘဝကဝှေ့ချဲပေါ်မှာပဲဘဝဆုံးနေရသောကြောင့်သူမရှိသူမအရေးသူမတဲ့ဘာကိုမှအယူမခံနိုင်ရဲ့ပေအကြောင်းပြချက်မရှိဖြတ်တောက်ခဲ့သည့်ကာလများအတွက်အပြစ်ဒဏ်လားမတည်နိုင်ခဲ့သည့်ခရီးတွေအတွက်ကြောင့်လားသူမမြတ်တာဆူခဲ့သည်လားကိုခွင့်မလွတ်နိုင်သည်မို့ပကြီးကားများပေါ်တွင်ပဲစိတ်အမောင်တွေပုံချရင်ယနေ့တိုင်ထိရှင်သန်နေခဲ့လေသည်တပတ်တိမာခဏိနဲ့ပတ်သက်သည့်အတွေ့အကြုံများပြပြဝဝရလိုက်သလိုပင်မရကျုံနဲ့သည့်အပြင်ညာတိုင်းပျော်ဝဲစားပွဲများစီစဉ်ပေးသည့်ပေါ်ကြောင့်တစ်ဖွဲ့လုံးကပျော်ဝဲစားထွက်သလိုတောင်ခံစားနေကြသည်စီနီယာရီရဲ့ဥဆောင်မှုကလည်းအရန်ကောင်းမွန်သောကြောင့်အကုန်လုံးကမိသားစုတစ်ဖွဲ့ဖြစ်နေ၏မက်ချစ်စင်နှင့်စိုင်းပြေဆုံးကြားမှာ relationship လေးကလည်းစားလိုက်နောက်လိုက်ဖြင့်ပျော်ပျော်ရွှင်ရွှင်ရှိနေသောကြောင့်တစ်ဖွဲ့လုံး၏အိုက်တော့ကပဲဟူတောင်နာမည်ကြီးနေသည်အပြိုကြီးမမ၏ပထမဆုံးရီးစားလေးကအသက်ကလေးရလဲငယ်အလိုက်လေးရလဲတိအရန်လဲချစ်စရာကောင်းသည့်အပြင်သူ့ကိုလည်းအရန်ချစ်သောကြောင့်ဂရုတကာရင်ဂုံစားလို့မပြီးတော့ရစိမ့်ရှိပါအဖွဲ့ကတော့အခုတလောတိတ်ဆိတ်နေရသည်မတိတ်ဆိတ်လို့မရလူတိုင်းအခြေအနေကောင်းနေတော့လေသူတို့ရှစ်ပါနှစ်ယောက်ကတော့ပုံမှန်အတိုင်းအနေစိမ့်နေမြဲတယောက်ကစီးများချန်ရန်လို့နေပြီးတယောက်ကအေးဆက်လွန်းလာသည်ကြာတော့သူတို့ရှိရတာအာရော့လာရသည် boss only stand မဲ့မုံမအကောင့်မှအခုတလော boss ကိုတိတ်မတွေ့ရဘူးနော်မောင်အချစ်ကလေးနှင်းအကောင့်မှ boss အလုပ်ရမ်းရှုံနေရထင်တယ်အမလည်းဒီချာတော့မသိဘူးအခုတစ်ခေါက်က boss ကိုယ်တိုင်လိုက်လာတာဆိုတော့ပို့ပြီးအလုပ်များတာပေါ့ကုမ္ပဏီကိစ္စတွေရောအဝေးကနေလှမ်းညွှန်ကြားနေတာဆိုတော့လေတက်စုနှင်းလေးဘိုင်းမွားသေးပါဆိုတဲ့အကောင့်မှတက်စုလည်းအမားတို့ကိုမေးမလို့လုပ်နေတာဟီဒါနဲ့လေတက်စုတို့ကလူကြီးကဒီအပိုင်းတိတ်ဆိတ်တယ်လို့ခံစားရတယ်နော် boss only stand မဲ့မုံအကောင့်မှတိတ်ဆိတ်မှာပေါ့ဟိုဘက်ရက်ကွက်လူတွေငြိမ်နေတယ်လေရေးရဲ့မဟေဒီလေးအကောင့်မှတိတ်ဆိတ်ဆိုသူတို့ကရေခဲတုံးနှစ်တုံးကိုမှရှစ်မိတာကိုငါအစိုးရတွေကသူတို့ကိုသတိပေးပါတယ်ငါတို့ရည်လေးကအဖြောင့်မှာဆိုဆိုရှစ်နေကြတော့အခုတော့ကြေကွဲကျမတွေဖြစ်နေကြပြီရှစ်စိမ့်ရှစ်ပါလေးအရှင်အကောင့်မှဘာကြေကွဲကျမလဲလူတွေမရှိတာခွင်ကောင်းယူပြီးအတင်းမတုတ်ချင်ပါနဲ့ရည်ရဲ့မဟေဒီလေးအကောင့်မှငါပြောတာမှားလို့လားညီတို့ကသာတေးအောင်ပေးစားနေတာကာယကံရှင်တစ်ယောက်ကတယောက်နဲ့တယောက်စကားရက်ပြောတာတော့မြင်မှုကြလားရှစ်စိမ့်ရှစ်ပါလေးအရှင်အကောင့်မှသူတို့တခန်းနဲ့တူတဲတာကိုရောအမမြင်မာတယ်နော်အရှုံးတို့ကမပိုင်ရင်ဘာမှမလုပ်တတ်ဘူးသိလားအချိန်မတန်သေးလို့ဒါတွေကိုနှစ်ချို့ဒိတ်အောင်နေတဲ့အပြိုကြီးမှုတက်တန်ကြီးကတည်းကတော့ဘယ်သိမလဲပေါ့နော်ရည်ရဲ့မဟေဒီလေးအကောင့်မှဘာအရှုံးမညီဘသူ့ကိုပြောချင်တာလဲလင်းညိုစိန်တပွဲ boss မထဲနဲ့အကောင့်မှတော်ကြပါတော့အမားတို့ရဲ့အမားတို့ကလည်းအမြဲရံဖြစ်နေကြတာပဲအားလုံးကိုညီမဗီဒီယိုတစ်ပုတ်ပြစရာရှိတယ်အဲ့ဒီဗီဒီယိုကြည့်ပြီးရင်အကုန်လုံးရှင်းသွားလိမ့်မယ်ဂရုထဲရှိသူများအားလုံးကဘာဗီဒီယိုလဲဗီဒီယိုက10စက္ကန့်လောက်ပဲကြာမြင့်တော့လဲအားလုံးကိုလျှော့ရဖို့တော့လုံလောက်သည်မနှက်ပြန်မနှက်ရုံးချုပ်ကိုအကုန်လုံးပြန်ချတော့မည်ဖြစ်သောကြောင့်လိန်ညိုကုပစ္စည်းတွေမမေ့အောင်တေချာဂယူးဆိုင်သိမ်းနေသည်ငါဆိုင်ကကြီးချင်းဘယ်ရောက်နေရလဲတေချာဘေးရီထဲထည့်ထားတာပါပျောက်စရာအကြောင်းမရှိပါဘူးဆိုင်ကပုံစံတူကြီးချင်းပျောက်နေသောကြောင့်လိန်ညိုအိတ်တွေအကုန်ပြန်သွန်းဂရင်အောက်တွေပါမကြမ်းရှောက်ဖွေနေတော့လဲမတွေ့ဆိုင်မြေစုံစပြီးဖွက်ထားသလားမေးရအောင်လဲဒီကောင်တော့အဲ့ဒီကြီးချင်းကိုမမြင်ဘူးပဲတွေ့ရင်တောင်းနေမည်တောင်းရင်အာနာပါနာနှင့်ပေးမိနေမှဆိုလို့ဦးရိတ်ထင်ပေးတဲ့နေ့ကလေးကတခါတည်းဖြုတ်သိမ်းထားတာဖြစ်သည်မဂရင်စင်ရသည့်တပတ်လုံးအိတ်ကိုခန်းနေထားခဲ့သည်ဖြစ်သောကြောင့်ကြပြောက်စရာအကြောင်းမရှိပေ
တေချာပြန်စဉ်းစားကြည့်တော့စားရောက်သည့်နေ့ကလေးကသူမမြင်မိတာဖြစ်သည်အိမ်မှာကြံခဲ့ရခြင်းနဲ့လိန်ညိုထိုခါမှသမင်းချနိုင်တော့သည်ပစ္စည်းရှာထားသဖြင့်ဝါစာကျန်းနေသောအဝတ်များကိုကြည့်ရင်လိန်ညိုခေါင်းကိုဖွာလိုက်မိသည်သူ၏အနိကဆုံးတငယ်ချင်းဆိုင်ပြေဆုံးမပြောနှင့်ငငယ်ကလေးကထိမ့်ပေးလာသည့်တီတာပင်မတီသောသူ၏လှုပ်ဝက်ချက်တေးသေးလေးမှာအဆွဲလန်းကြီးစွာတွန့်နိုတက်တာဖြစ်သည်တိတ်မြများဆဆမရှိသည့်သူ့ဦးလေးဝယ်ပေးထားသည့်အယုတ်တွေကိုအခြားသူတွေနှင့်မမျှဝေမကစားခြင်းသည့်စိတ်လေးသူ့မှာရှိသည်လိန်ညိုစိန်အတွက်ဆိုသည့်အမိနာမတစ်ခုအောက်တွင်ရှိသောအရာများအားလုံးသူတယောက်တည်းသာပိုင်ဆိုင်ခြင်းသည်သူ့အတွက်တည်တံ့ဝယ်ပေးထားသည့်အယုတ်များကိုတသက်သိမ်းထားတတ်ပြီးသူ့မုံဘိုးနှင့်ဝဲသည့်ကစားစရာများဖြင့်သာငဆိုင်နှင့်အတူဆော့လေးရှိသည်လိန်ညိုစိန်ကသူ့ပိုင်ဆိုင်မှုများအပေါ်ဂုဏ်ယူမှုလေးတစ်ခုမဟုတ်တစ်ခုအမြဲရှိတတ်၏မမေငငယ်ကလေးကနေစ၍သူကိုဝင်ဆောင်သည့်အချိန်ထိရိုက်ထားသောဓာတ်ပုံများအကုန်လုံးကသူ့အတွက်အဖို့မပြတ်နိုင်သည့်အရာများဖြစ်ပြီးသူ့ဦးလေးမရည်ရွယ်ပဲဝယ်ပေးခဲ့သည့်အရာများအလုံးကသူ့ဂုဏ်ယူမှုလေးများဖြစ်သည်ဒါကြောင့်တစ်ခုချင်းစီကိုနေစဲလေးတွေနဲ့အကြောင်းအရာများရေးကပ်ထားသည်ကသူ၏လိုအပ်ချက်တစ်ခုခုဖြစ်လို့လားလိန်ညိုကို့အတွင်းနဲ့ကိုငိမ့်နေတော့ရုတ်တရက်ကြားလိုက်ရသည့်အတန်ကြောင့်လှန့်သွားရသည်တကရီတယောက်တည်းအဝတ်များပွားစားကျန်းနေသောပစ္စည်းများအလည်းငူငငိုင်ထိုင်နေသောလေးကြောင့်စိတ်ပူပြီးမေးလိုက်ရာတုန်တက်သွားသောခန္ဓာကိုယ်လေးကြောင့်ကိုအပြစ်တင်စိတ်လေးဝင်သွားရသည်ကိုလေးဘလောက်တောင်လန့်သွားပါလဲကိုပစ္စည်းလေးပျောက်သွားတယ်ထင်လို့ရှာနေတာလိန်ညိုအဝတ်များကိုအိတ်ထဲအမြန်ကောက်ထည့်ရင်းဖြေလိုက်သည်နောက်ကိုလှည့်မကြည့်ပြစ်ပင်မဲ့ထိုမြုံဝန်းညိုများကသူ့ကိုပြုံးပြီးကြည့်နေမိမှန်းတေချာသည်ဘာပစ္စည်းလဲတွေ့သွားပြီလားကိုကူရှာပေးရမလားတစိမ့်လောက်တက္ကရီဦးညိုကစကားနဲလုံးနေလို့သူသိခဲ့တာပါအာရတယ်ကိုအထားမသွားတာခီးချင်းလေးတစ်ခုပါပဲကြည့်ရတာအိမ်မှာကြံခဲ့တာထင်တယ်နောက်တစ်ချိန်တွင်ထိုခီးချင်းလေးကသူနဲ့ဧကလေးအတွက်နိုင်ဝက်တစ်ခုဖြစ်လာမယ်ဆိုတာလေးညိုသိခဲ့ရင်ခီးချင်းဆိုတဲ့အတန်ကြားတော့တက္ကရီရဲ့ဘောင်းမြေအကက်ထဲကလက်တစ်ဖက်ကတင်းကျပ်သွားသည်ထိုခီးချင်းလေးကိုမူးတဲ့ညတုန်းကသူ့ကိုလိုလိုချင်ချင်ပေးခဲ့သည်ကိုလေးကမမှတ်မိမှန်တက္ကရီစိတ်ထဲတေချာသိနေခဲ့တော့လေထိုခီးချင်းလေးကိုမြင်ရင်ပြန်ပေးရမည်ဆိုသောကြောင့်ဒီရက်တွေတွင်သူခဝေးဝေးကနေနေခဲ့ခြင်းဖြစ်သည်ထိုပစ္စည်းလေးကလေးစီကပထမဆုံးရတဲ့ပစ္စည်းလေးဖြစ်တဲ့အတွက်တက္ကရီဦးညိုရဲ့အဖိုးတန်ယတနာလေးဖြစ်သည်ဖုံးတွင်ချိတ်ထားသောခီးချင်းလေးကိုတေချာဆုပ်ကင်ပြီးတော့တက္ကရီနှထင်ဆက်တွင်ချွေးစာများပင်ထွက်လာသည်သူ့ဘဝမှာမဟုတ်တာလှုပ်ထားသလိုဖြစ်ရသည်မှာဒါကပထမဆုံးအကြိမ်ဖြစ်သည်ဘလို့လုပ်ရမလဲလေးဟင်တက္ကရီတခုခုပြောဖို့ကြိုးစားတော့လေဘာပြောရမှန်းမသိနာမည်ခေါ်ပြီးဘာမှမပြောလာသဖြင့်လိန်ညိုနောက်ကိုလှည့်ကြည့်လိုက်ရာမမက်ကြီးရက်လက်တစ်ဖက်ကိုဘောင်းမီအိတ်ကတ်ထဲထည့်ထားသည်သူ့အားစိုက်ကြည့်နေသောတက္ကရီဦးညိုကိုတွေ့လိုက်ရသည်တေချာကြည့်ကြည့်ပါကနှထင်ဆက်တွင်ချွေးများဆို့နေသည်ကိုပါမြင်ရလိမ့်မည်ပကြီးပြာကန်းတွေစိတ်ဝင်စားလားဗျာတနင်္လာလောက်တော့မောင်းရတယ်ပရိုက်တာကန်းမှာပကြီးကားတွေလေးလံတင်ပြသနေတယ်ကိုနဲ့သွားကြည့်ကြလားဟမ်အစကတော့လေးညိုညင်းမလို့လှုပ်လိုက်ပေမဲ့ရှုပ်ထွေးမှုတွေကြားတယ်လွန်ဆွဲနေသလိုကြည်နေသောမြုံဝန်းညိုများကြောင့်သူတော်သတိမထားလိုက်မိပဲခေါင်းငိမ့်မိလိုက်သည်ခဏဆောင်ပေးဦးနော်ကိုရေချိုးကျင်လို့နိုင်ဝက်လောက်ပဲမြုံဝန်းညိုများကပြုံးပြရင်နူးနူးညံ့ညံ့ပြောလာသောကြောင့်လေးညိုထပ်မံခေါင်းငိမ့်လိုက်မိသည်အသည့်ဝင်လာတော့တက္ကရီဦးညိုကရေချိုးကန်းထဲဝင်သွားပြီဖြစ်သောကြောင့်လေးညိုအဝတ်စားလဲဖို့ကိုအမြန်လှုပ်လိုက်သည်နူးညံ့နှွေးထွေးရီဝေလာသည့်မြုံဝန်းညိုများနှင့်စုံတိုင်းညံ့သက်သွားခြင်းသည့်သူ့စိတ်ကလည်းမှုံယိုနေသည့်ဆင်လိုပင်ဘလောက်ချုံအုပ်မနိုင်ဒါကြောင့်တမင်သက်ရှောင်နေခဲ့သည်ဖြစ်တော်လဲခဏတိုင်းကြုံနေရတော့ခက်လာပြီထိုမြုံဝန်းညိုများကိုကြည်တိုင်းဘာသာပြန်တက်နေသည့်သူ့စိတ်များကြောင့်လားသူကိုယ်တိုင်မသိခဲ့အဲ့ဒါကြောင့်ပြောတာမြုံဝန်းညိုတွေကအရန်အနေများတယ်လို့ဖူးအဲ့လိုလေးလာကြည့်နေတော့ဘသူကညင်းနိုင်မှာလဲစိတ်ညစ်စရာလေးတကယ်ရေချိုးကန်းထဲရောက်သည်နှင့်ဖုံးကိုထုတ်၍ကိုစီစာမြန်ပို့လိုက်သည်မတိမတာပင်သုံးလိုက်သည့်နှထင်ဆက်ကချွေးစာများလက်တစ်ဖက်ကတော့ဖုံးတွင်လှလှပပချိတ်ဆွဲထားသောဆိုင်ကယ်ရုပ်လေးကိုဖြုတ်ပြီးစုပ်ကင်ထားလိုက်သည်ဧကလေးပကြီးဆွဲနေခိုင်းစာဝင်လာသဖြင့်ကြည့်လိုက်ရာသူ၏ညီငယ်ဖောင်းဖောင်းလေးစီမှဖြစ်နေသည်အာကိုတကြီးအကူညီတောင်းလာသည့်ပုံကိုကြည့်ရတာကုမ္ပဏီကိစ္စတော့မဖြစ်နိုင်တက္ကရီဦးညိုအကြောင်းတေချာသိနေသောကြောင့်ပုံမြုံဝန်းစိမ့်လေးကြောင့်ပဲဖြစ်ရမည်သူညီကကုမ္ပဏီကိစ္စဆိုဒယ်လီစီကတော့အကူညီယူရသည်မှရှားသည်
ကျန်တာအကုန်ကျွမ်းကျင်တော့လေနှလုံးသားရေးရနဲ့ပတ်သက်ရင်မူကြိုအဆင့်မင်းကိုကိုကူညီပါအောင်ဘာဖြစ်လို့လဲဖုံဖုံလေးကိုပြောကိုလေးကိုပကြီးကားတွေတူတူလိုက်ကြည့်မလားလို့မေးတော့လေးကလက်ခံတယ်ဟုတ်လားကိုညီအခြေအနေကောင်းနေတယ်ပေါ့အဲ့လိုမဟုတ်ဘူးကိုမပြောပြတတ်လို့ကိုဘာကိုညီပေးရမလဲကိုလုံခြုံရေးအရင်မြင့်နဲ့မိခင်တက်တာတစ်လုံးမှာပေးပါအော်ရာတင်ပေးရမှာလားမဟုတ်ဘူးကိုကဘာအခုလမ်းနမမလားစီတဇင်ကုမ္ပဏီက10လုံးနမူနာထုတ်ထားတာရှိရယ်ကိုအော်ရာတင်ရင်မှတ်မိမှာစိုးလို့သူ့ကိုမှာပေးလို့ရမလားကိုမှာမေးမယ်နော်ကျေးဇူးကျေးဇူးတင်ရင်အာဝါပေးအာဝါကိုအဲ့ဒါဆိုကိုရေချိုးလိုက်အောင်မယ်လေးဆောင်နေလို့အမလေးဟုတ်ပါပြီဗျာကိုညီလေးအခြေအနေအမြန်တိုးတက်ပါစေဗျာကြည်စမ်းစားနေတောင်ကိုကဆူတောင်းပေးတာကိုရေသွားတာအဟွန်းနဲ့ဒါနဲ့ဒီကလေးဘီကန်တက်တာဘာလို့မလို့ပါလဲဘာအရေးတကြီးထည့်စရာရှိလို့ပါလဲမောက်စီလှမ်းမလိုက်ပါအောင်မယ်တော်ကြမရလိုက်ပဲနေလိမ့်မယ်ဧကလေးရေရွတ်လိုက်ရင်မောက်စီဖုံးဆက်လိုက်သည်ဟယ်လိုမောင်လားလွမ်းနေတာမောင်လဲမန့်ကိုလွမ်းနေတာပါဗျာတက္ကရီတစ်ခုကြီးညှို့ချက်များအခန်း18သူတို့ပကြီးပြားကန်းကိုရောက်တော့ညနေ4 နာရီဝန်းကျင်ခန့်ရောက်သွားပြီဖြစ်သည်လေးလံပွဲက6 နာရီမှစမှာဖြစ်သည့်အတွက်ပကြီးပြားကန်းကိုလှည့်ပတ်ကြည့်ဖို့အချိန်ကောင်းကောင်းလုံလောက်သည်နှစ်ယောက်သားကားပေါ်ရောက်ခရဲကပကြီးပြားကန်းရောက်သည့်အထိစကားမပြောပြကြသည်တယောက်ကတိတ်ဆိတ်လွန်းသူဖြစ်ပြီးတယောက်ကစကားဆရှာမရသူဖြစ်နေသည်ညုံညိုလေးကဘလို့စကားမျိုးပြောရမလဲအသေးအတန်စဉ်းစားနေတော့လေညုံစိမ့်လေးများကတော့ပကြီးကားချက်များပေါ်ရင်သာစိတ်အာရုံအလုံးစုံကကြာရောက်နေသဖြင့်ညုံညိုလေးမှာတိတ်တဆိတ်ဖြစ်သာဘေးကလိုက်ပါကြည့်ရှုနေလိုက်သည်လူတွေရဲ့အကောင်းဆုံးစိတ်ထွက်ပေါက်တွေထဲမှာပကြီးဆွဲခြင်းကအဓိကနေရာကနေပါဝင်နေသည်ဟုလေးညိုထင်မိသည်စိတ်အယမ်းပင်ပန်းလာတဲ့အခါမျိုးတွေမှာလူအများစုကစိတ်ထွက်ပေါက်ရှာတတ်ကြသည်လေးညိုကိုယ်တိုင်လည်းစိတ်အယမ်းပင်ပန်းလာသည့်အခါမျိုးတွေဆိုတချင်းနားထောင်ဖြစ်သည်အာတစ်တီရဲ့ပကြီးကားချက်များကိုလိုက်ကြည့်ဖြစ်သည်တခြားပကြီးဆရာများထဲတွင်လည်းသူကြိုက်သည့်လက်ရမျိုးပါလာရင်သူသေးချာလိုက်ကြည့်ဖြစ်သေးသည်လေးညိုပကြီးမဆွဲတတ်ပါပကြီးနဲ့ပတ်သက်လာရင်နှစ်ချိုက်သလောက်သူ့မှာပါရမီဆိုတာကတော့ပါမလာပေတီတာကတော့လေးညိုကမိမိကိုတူလို့မဆွဲတတ်တာဟုပြောလေးရှိသည်မြင်းဖြောင်းအောင်ကောင်းကောင်းမဆွဲတတ်နိုင်ပေမဲ့ပကြီးကားများအပေါ်သူ့ရဲ့ဝေဖန်နိုင်စွမ်းကတော့အယမ်းမြင့်သည်ပကြီးကားချက်ကိုကြည့်လိုက်သည်နှင့်ဆွဲသည့်သူ၏စိတ်ထဲဘာတွေတွေးနေမလဲဆိုတာသူခံမှန်းနိုင်သည်လူတွေရဲ့စိတ်အခြေအနေပေါ်မူတည်ပြီးပကြီးကားချက်တွေကရုပ်လုံးပေါ်လာတတ်သည်ပဲမဟုတ်လားအခုလဲမျက်စိရှိကအာတစ်တီရဲ့နေဝင်ချိန်ကိုဆွဲထားတဲ့ပကြီးကားချက်ကိုငေးကြည့်ရင်စိတ်ထဲတွင်ခံမှန်းနေမိသည်လွမ်းဆွရင်အထီးကျန်နေတယ်လေးညိုသူ့စိတ်ထဲတွေးထားသည့်အတိုင်းပြောလာသောတက္ကရီဦးညိုကြောင့်နည်းနည်းအံ့ဩသွားရသည်ဒီလူကပကြီးကားတွေကိုလည်းနားလဲတာပဲလားဘယ်ဆိုလို့လဲလေးညိုစိတ်ထဲတွေးရင်ဟုတ်တယ်နော်လွမ်းဆိုရင်ထိကြံနေတယ်လို့ခံစားရတယ်ဒီပကြီးကားကိုကြည့်ရတာအတော်လေးဝမ်းနည်းစရာကောင်းတယ်လို့ခံစားရတယ် boss လေးအဆင်ပြေသလိုခေါ်လို့ရပါတယ်တက္ကရီလို့ခေါ်မယ်အဆင်ပြေလားလေးစိတ်တိုင်းကြပါပဲပြုံးရင်ပြောလာသောမြုံညိုများကိုလေးညိုရှောင်းလိုက်ရင်ပကြီးကားတွေကိုဘာလို့ကြိုက်တာလဲပကြီးကားတွေကိုကြိုက်တယ်ဆိုတာထက်ကိုကမျက်နှိုးတယ်လို့ဆိုရမယ်ကိုလေးသိတယ်မလားဟိုမြုံဝန်းပြတွေနဲ့ကိုကငငယ်တုန်းကအစီအစဉ်တစ်ခုကြောင့်ကာလာဘရိုင်းပုံစံဖြစ်သွားတယ်ကိုကပကြီးဆွဲရတာအရန်ကြိုက်တယ်လေကိုစိတ်ဆက်ပေးဖို့အတွက်ပကြီးနဲ့ပတ်သက်ပြီးကိုစလေးလာခဲ့တာအဲ့လိုနဲ့ကိုပကြီးဆွဲရတာကိုနှစ်ချိုက်လာတယ်ပကြီးကားတွေကိုမျက်နှိုးလာတယ်အခုကိုမျက်လုံးလည်းပြန်ကောင်းသွားပါပြီသူ့အကိုအကြောင်းပြောနေသည့်အချိန်ညုံညိုတွေကနူးညံ့နေသည်ကိုကြည့်ပြီးတက္ကရီဦးညိုကသူ့အကိုကိုဘလောက်ချစ်လဲဆိုတာလေးညိုခန်းစားလိုက်မိသည်အဲ့ဒါဆိုမင်းလည်းပကြီးဆွဲတာကိုတော်တော်လေးကျွမ်းကျင်မှာပေါ့ professional စစ်တော့မဟုတ်ပါဘူးကိုကဝါသနာပါလို့စိတ်ထဲပေါ်လာဆွဲတဲ့အစစ်မှာကောင်းလိုက်တာကိုကတော့ဝါသနာအရန်ပါတာတော့ပကြီးမဆွဲတတ်ဘူးဒါပေမဲ့လေးကအရန်တော်တယ်လေဗျာပကြီးကားတွေကိုအကဲဖြစ်တဲ့နေရာမှာလေးကအရန်တော်တယ်လေးညိုပထမဆုံးအနေဖြင့်တက္ကရီဦးညိုရှေ့တွင်သဘောကျစွာရဲလိုက်မိသည်တက္ကရီဦးညိုမှာတော့မြင်ရခဲသောအပြုံးလေးကြောင့်နေရာတွင်မလုံးမရှက်မျက်တောင်မခတ်ကြည့်နေမိသည်လေးကတီတီလေးနေတာတော့အရန်ကိုကြည့်ကောင်းလားပြုံးလိုက်တဲ့အခါမှာတော့စိုးပွဲရရင်မရှိတိုတောင်းလုံးနဲ့အပြုံးများကိုလိုက်လံဖမ်းဆုပ်နေခိုင်းပိုင်ရှင်ဖြစ်သူကအလျင်အမြန်ရုပ်သိမ်းသွားသဖြင့်တက္ကရီမှာနှမျောတသား
ကိုဒီပကြီးကားကိုပထမဆုံးအထိပ်ပြီးကလေးကအရန်ဝမ်းနေစရာကောင်းတယ်လို့ခန်းစားမိခဲ့တာဝမ်းနေခြင်းအထီးကျန်ခြင်းနဲ့နောင်နာများကြားလွမ်းဆွခြင်းလို့ပဲအဓိပ္ပာယ်ဖော်ရမလားဒီထက်ပိုလေးလေးနက်နက်တန်းနာခြင်းလို့ပဲမှတ်ချက်ပေးရမလားမသိဘူးအာတစ်တီကိုသဘောကျတာလားလေးညိုကောင်းငိမ့်လိုက်ရင်ရိုးရိုးသားသားဖြေလိုက်သည်သူတင်တဲ့ပကြီးကားတိုင်းစိတ်ထားတယ်ပကြီးကားတိုင်းကလည်းအဓိပ္ပာယ်တွေပြည့်နေလုံးလို့ထက်ခါကြည့်မိတယ်သူ့ကိုတော်တော်လေးလေးစားပြီးသဘောကျတယ်ညုံညိုလေးများကအနှဲငယ်လှုပ်ခတ်သွားပြီးဘလို့ပဲပုံလဲမသိသည့်အာတစ်တီကိုတဝင်းတိုစိန်လေးအနှဲငယ်ကိန်းအောင်သွားသည်တက္ကရီဦးညိုရောဘလို့အမျိုးစားမျိုးဆွဲဖြစ်တာလဲကိုမြင်နိုးတဲ့အရာကိုစစ်ဆက်ချတိုင်းပုံဖော်မိတာကကိုမြင်နိုးရတဲ့သူရဲ့ပုံရိပ်တွေလေအကယ်လို့အခွင့်အရေးရှိရင်မိရဲ့လက်ရတွေကိုလည်းကြည့်ကျင်ပါသေးတယ်မိမိအားကြည့်ပြီးပြောရင်းပြောလာတော့မြုံညိုများကြောင့်လေးညိုအနှဲငယ်စိတ်လှုပ်ရှားမိသွားတော့လေဟန်မပြတ်ပြန်ပြောလိုက်သည်ကိုလည်းလေးကိုပြခွင့်ရကြပါတယ်တက္ကရီလေးရဲ့မြုံဝန်းစိမ့်လေးများကိုပြုံးရင်းဆိုင်ကြည့်ကစိတ်ထဲတွင်ပြောလိုက်သည်ကတနေ့နေ့ကျရင်ကိုတိုင်းလေးကိုကုလက်ရတွေအပေါ်ဒိဗယ်ဖွင့်ဆိုခိုင်းမယ်ကိုတို့ရဲ့အနာဂတ်ကိုစိတ်အောင်စုံတွေနဲ့ပုံဖော်မယ်လို့ကိုဂရီပေးတယ်သက်ဆိုင်သူမသိပဲပေးသည့်တက္ကရီဦးညို၏ဂရီများဖြစ်သည်အခုပြထားတဲ့ပကြီးကားတွေအကုန်လုံးကပရိဟိတလုပ်ငန်းတွေအတွက်ရည်ရွယ်ထားတာလေလံပွဲမှာရတာအကုန်လုံးကပရိဟိတလုပ်ငန်းတွေထဲပဲစီစဉ်သွားမှာတဲ့ကောင်းလိုက်တာအနေနဲ့ရက်မှာအကူအညီလိုအပ်တဲ့သူတွေအများကြီးရှိတယ်သူတို့တွေအတွက်အခုလိုကူညီပေးတဲ့သူတွေရှိတော့ကောင်းတာပေါ့ဗျာဟိုဘက်မှာအလူခံနေတဲ့တီးဝိုင်းရှိတယ်လေးစိတ်ဝင်စားရင်ကိုတို့သွားကြည့်ကြမလားသွားကြည့်တာပေါ့ရှေ့မှာဥဆောင်သွားနေတော့ကြောပြင်ကြဲကိုငေးကြည့်ရင်လေးညိုစိတ်ထဲတမျိုးလေးဖြစ်နေကမြုံစိမ့်လေးများကပြုံးရောင်တန်းနေသည်တက္ကရီဦးညိုကသူ့အတွက်တခုခုတော့တခုခုပင်လေးလံဆွဲမိခမ်းမဘေးတွင်တိကျအခန်းတစ်ခုရှိသေးသည်ဖြစ်ရာလေးညိုတို့ထိုခန်းထဲရောက်သွားတော့လာရောက်ကြည့်ရှုသူများထဲမှဝါနာပါသူများကဝင်ရောက်ဖျော်ဖြေနေကြပြီးအလူခံနေသည်ကိုတွေးလိုက်ရသည့်အတွက်လေးညိုစိတ်လှုပ်ရှားသွားရသည်ကြည့်ရှုသူတွေတဲ့သချင်းတောင်းပြီးအလူငွေထည့်သည့်သူများလည်းရှိကြရာလေးညိုပိုလို့စိတ်တွေတက်ကြွလာရသည်ပရိဟိတလုပ်ငန်းနှင့်ပတ်သက်သည့်ဖျော်ဖြေပွဲတွေကသူနဲ့ဘယ်တော့မှမစိမ့်သက်ခဲ့ပြီညုံစိမ့်လေးများကစိတ်ဝင်စားမှုကြောင့်တောက်ပနေသည်ကိုတွေ့သည်နှင့်တက္ကရီလေးခုပြီးဖျော်ဖြေပေးခြင်းလားအဲ့လိုလုပ်လို့အဆင်ပြေလားတေချာပေါက်ရတာပေါ့သူ့အဖေကိုကြားသည်နှင့်မြင့်တက်လာသည့်နှကန်းတောင်စုံများကြောင့်တက္ကရီရဲ့အပြုံးတွေကလည်းချုံအုပ်လို့ပင်မရလိုက်လေးကိုတချင်းတောင်းလို့အဆင်ပြေလားဘာတချင်းလဲညွတ်မြုံဝန်โอเคတယ်လေးညိုဂီတာကိုလွှဲပြီးမိုက်ရှိမှနေရာယူလိုက်ကစိတ်ကိုငြိမ်အောင်လုပ်ပြီးတဲ့နောက်ဂီတာကျိုးများကိုစတင်တီးခတ်လိုက်သည်နောက်လဲကြည့်တစ်ချက်ဆိုတာယုံလေးညွတ်မြုံဝန်ရှင်ရဲ့မင်းပေးသွားတဲ့ရင်ဝေဒနာလေးစကန်၍မြပါပဲခလေးငယ်လုံးလိုလားမှုများစွာနဲ့ရင်တောင်းခံသူအချစ်တချမ်းတစ်ဖက်ဖြစ်စေတနာတရားလုံးမြခဲ့ပါအချစ်လမ်းတစ်ဝက်ဖြစ်ချင်နာနိုင်တဲ့လောက်ရွေ့လမ်းမှာအချစ်ပန်းတစ်ဝက်ဖြစ်စာနာနိုင်တဲ့လောက်ဆွန်ခဲ့ပါချိုးသားတဲ့တချင်းတန်လေးနဲ့ခန်းစားချက်ပြေးကြောင်းလူအများရဲ့အာယုံကလေးထံမောင်းတွင်ပဲရှိနေသလိုတချင်းဆိုရင်တစ်ချက်ကြည်လာတော့မြုံဝန်းစိမ့်လေးများကြတယ်တက္ကရီဦးညိုယူပြီးရင်ယူမိလေသည်နှုတ်ဝင်ပြီးရင်နှုတ်ဝင်မိသည်အသေးခွင်များချက်ရင်လဲဘဟိုနိုင်ဆူဆိုင်ခဲ့ပြီကွယ်အပြုံးဝင်တစ်ချက်ကရင်ကိုတပါးတဲ့သိမ့်ပိုက်သွားပြီကွယ်စိတ်အစင်ရဲ့တပါးတဲ့နဲ့လိုက်ပါသွားတယ်မျိုးပိုင်သူရဲ့အရှင်ပခုံးနုထမပြရောင်လွယ်လေးဖြစ်ပါရစေအရှင်ဘဝနုထမကလေးပါဖနှလေးဖြစ်ပါရစေအရှင်ဦးထိတ်ထမငွေအောင်စညလေးဖြစ်ပါရစေလူတိုင်းလိုကလေးညိုတချင်းဆိုတာကိုသဘောကျကြပြီးစင်ရှိကအဝိုင်းပေါက်ထဲတွင်လည်းအလူငွေများဖြင့်ပြည်လာရာလေးညိုစိတ်ထဲပီတိဖြစ်ပြီးပြုံးနေမိတာကမရက်တော့တက္ကရီငွေသားသိမ့်မပါသဖြင့်ချက်လက်မှတ်ထဲကိန်းကနန်းတချို့ချရေးပြီးထည့်လိုက်ရာထိုရာကိုမြင်လိုက်သည့်လူတိုင်းကအံ့ဩတင်သွားကြသည်မှာလေးညိုအပါဝင်ပင်ထို့နောက်သူတို့တွေလေးလံဆွဲသည့်နေရာကိုသွားပြီးစိတ်လှုပ်ရှားစရာကောင်းသည့်လေးလံပွဲကိုအထူးကြည့်ခဲ့ကြသည်အာတစ်တီရဲ့လက်ရာကပကြီးကားများအားလုံးထက်အမြင့်ဆုံးဈေးနဲ့လေးလံအောင်သွားသောကြောင့်လေးညိုစိတ်ထဲနှမျောမိသလိုတစ်ဖက်ကကြည်နူးစိတ်လေးလည်းဝင်းမိသည်
လေလံအောင်သွားသည့်သူကဘယ်သူလဲမသိပေမဲ့ထိုသူကအမှန်တကယ်ကိုတီးရဲ့ပြိသက်စစ်စစ်ဖြစ်လောက်မည်ဟိုတယ်သို့ပြန်လာသည့်လမ်းကအလားတုံးကလိုတိတ်ဆိတ်မနေပဲတယောက်နဲ့တယောက်ဝါသနာပါရလေးတွေပြောရင်းစိတ်ဝင်စားဖွယ်ကောင်းခဲ့သည်ကားပေါ်ကမစင်းခင်လေးညိုတက္ကရီဦးညိုကိုတေချာကြည့်ပြီးပြုံးလိုက်ကဒီနေ့အတွက်အရန်ကျေးဇူးတင်ပါတယ်တက္ကရီဦးညိုပကြီးပြာကန်းကအရန်စိတ်ဝင်စားဖို့ကောင်းသလိုပြောခဲ့ရပါတယ်ကိုရောလေးကြောင့်အရန်ပြောခဲ့ရတယ်အဲ့ဒါဆိုလေးညိုနှုတ်ဆက်ပြီးအရင်စင်းမှုပြင်လိုက်တော့နောင်နာမှထွက်ပေါ်လာသောခေါ်တန်ကြောင့်ငြိမ်သွားသည်လေးဗျာကိုရောလေးစီကနေအချစ်တချမ်းတစ်ဖက်ဖြစ်ဖြစ်စေတနာတရားတလောက်မျှခဲ့ပါလို့တောင်းဆိုလို့ရမလားအချိန်ခဏမျှကားထဲတွင်တိတ်ဆိတ်သွားကလေးညိုလည်းတော်တော်လေးအံ့ဩမိသွားသည်ရိပ်မိပေမဲ့အခုလိုဖွင့်ပြောလာလိမ့်မယ်လို့တော့သူမထင်ထားအဲ့ဒီအတွက်ဘလို့အဖြစ်ပြန်ပေးရမလဲဆိုတာမသိဖွင့်ပြောပြီးနားလေးတွေနီးရဲနေအောင်ရှက်နေတော့လေတိတ်တဆိတ်သူ့အဖေကိုစောင့်နေတော့ရီဝဝေမြုံဝန်းညူများကြောင့်ကိုမသိဘူးပြောပြီးသည်နှင့်လေးညိုတခါတည်းကားပေါ်ကဆင်းသွားလိုက်သည်အမောင်ကွယ်နေလို့မမြင်ရပေမဲ့တေချာကြည့်ပါကလေးညိုစိန်နေရွယ်လေးများသည်လည်းနီးရဲနေမည်ပင်အငင်းခံရတာလားကားထဲတွင်ကြံခဲ့သည့်တက္ကရီဦးညိုသည်လည်းကားဆရာတိုင်းကိုတင်းတင်းကြီးစုပ်ကိုင်လျက်အတွင်းများဖြင့်ငြိမ်နေမိသည်လေးဟာသူ့ကိုခွင့်ရေးသမားလို့ထင်သွားပြီလားဟာတက္ကရီဦးညိုမင်းဘာလို့စိတ်မထိန်နိုင်ရတာလဲဘလို့လုပ်မလဲအခန်းမပြန်ရတော့ဘူးတက္ကရီတစ်ခုကြီးညွှန်ချက်များအခန်း18လေးညိုတို့ဧကကုမ္ပဏီကိုပြန်ရောက်တော့2 နာရီထိုးသွားပြီဖြစ်သည်ဒီတစ်ခါကပ်မှာပါဝင်သူတိုင်းရုံးကိုရောက်တာနဲ့အကုန်လုံးကိုပြန်နာခိုင်းသည်ခရီးကတပတ်လောက်ကြာမှသည်လို့လေးညိုနဲ့ငဆိုင်တို့ဆိုင်ငယ်တွေကိုအိမ်မှာပဲထားခဲ့ရာတစင်ငါပြီးပြန်ဖို့လုပ်လိုက်သည်ထိုအချိန်တက္ကရီဦးညိုစီမှဖုံးဝင်လာသောကြောင့်ဆိုင်ပြေဆုံးစီလေးညိုအကြည့်ရောက်သွားသည်ငဆိုင်ကလည်းသူ့မမနဲ့ဖုံးပြောနေတော့လေးညိုကင်တင်မကင်တင်စဉ်းစားပြီးနောက်ဆုံးကင်ကျင်တဲ့စိန်လေးကအနိုင်ရသွားသည်ဟယ်လိုလေးပြန်တော့မှာလားပြန်တော့မလို့ကိုလိုက်ဖို့လို့ရမလားအာရတယ်ကိုတက်စီခေါ်ထားတယ်ဆိုင်းပြေဆုံးလဲပါတယ်လေးညိုငဆိုင်နဲ့အတူပြန်မှမှုညင်းလိုက်သည်အကယ်၍လိုက်ဖို့နေပါကဟိုငနွားကသူ့ကိုတန်တရားကြည့်ရနဲ့ကြည့်နေအောင်မည်ကောင်းပါပြီအဲ့ဆိုကိုညကြရင်ဖုန်းခေါ်လိုက်မယ်နော်သဘောတစ်ဖက်မှသဘောတကျရဲတဲ့ကြောင့်လေးညိုလဲတိကနေဖုန်းချလိုက်သည်တမင်ရလည်းမဟုတ်တဲ့လျှက်တရက်လုံးရဲဖြစ်တာကြောင့်လေးညိုကလေးဆန်သလိုဖြစ်သွားမလားတော့မသိလိုက်ငနွားကလည်းခုထိဖုန်းပြောလို့မပြီးသေးဘူးလားမသိလေးညိုဘာလဲငါမမနဲ့အပြင်သွားဒိတ်မလို့မင်းလိုက်ခဲ့မလားမလိုက်ချင်ပါဘူးမင်းကလည်းငါကမင်းတို့သမီးသားချင်းတွေ့တာဘာကိစ္စလိုက်ရမှာလဲဘာလဲထိုင်ကြည့်နေရမှာလားမဟုတ်ပါဘူးကွာတယောက်တည်းပြန်နေရမှာစိုးလို့အဲ့ဒါဆိုမင်းကိုအရင်လိုက်ဖို့လို့ရမလားမလို့ဟဲ့မွေးကလေးကတယောက်တည်းလေးညိုခက်ဆက်ဆက်လေးပြောပြလိုက်သည်ဒါမှန်းသည့်လေးညိုဟိုလူကိုညှင်းလိုက်မည်မဟုတ်အခုကျငနွားကသူ့ကိုတစ္ဆာဖောက်သွားလိမ့်ပြီအေးပါကွာအဲ့ဆိုငါသွားတော့မယ်နော်ဟိုမကလည်းလာနေပြီကျဲစင်ကုမ္ပဏီရွှေရင်ရဲဆောင်နေတဲ့မောင်နဲ့လေးညိုစိန်တို့နာကက်ရက်လိုက်သည်ဆိုင်းပြေဆုံးကားပေါ်အမြန်တက်လိုက်ပြီးရပြီမှလေးညိုစိန်ကရောမလိုက်ဘူးလားမလိုက်တော့ဘူးတဲ့ဟုတ်လားစိတ်မကောင်းစရာပဲလိုက်လာရင် boss အပေါ်ဘလို့သဘောထားလဲသိရအောင်အနှဲငယ်အိတ်အောက်အကဲခက်ကြည့်လိုက်မယ်လို့တွေးထားတဲ့ကျဲစင်ကမှန်းချက်နဲ့နှမ်းတွက်မကိုင်းလိုက်ကိုရောကျော်လေးကလည်းသူတို့စီတစ်ချက်လေးတောင်လှမ်းမကြည့်ဟင်ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးသူတယောက်တည်းပြန်ရတော့မှာပေါ့ဟုတ်တယ်တက်စီလက်ရောက်လာတော့မှာဟုတ်ပါပြီရှင်ငဆိုင်တို့ကားလေးထွက်သွားပြီးမကြမီတက်စီရောက်လာတာကြောင့်လေးညိုလဲလိမ့်စာပြောလိုက်ပြီးအိမ်ရင်းလိုက်သွားလိုက်သည်နောက်နားမှာကပ်ပါလာတဲ့တိမရင်းနီးသေးတဲ့ကားလေးကိုတော့သတိမထားလိုက်မိပဲထိုကားလေးကသူ့အိမ်ချေတီလိုက်လာပြီးသူ့အိမ်ထဲဝင်သွားမှပြန်ထွက်သွားသည်ကိုလည်းမသိလိုက်ပဲဟောတတပြန်လာပြီသူ့ကိုမြင်တာနဲ့မိဖို့ကြောင့်တွေကလုံလက်စတွေကိုချပြီးအနားရောက်လာတဲ့ကြီးနုကြောင့်လေးညိုသဘောတကျပြုံးလိုက်မိသည်ဦးလေးဖြစ်သူကတော့အခုချိန်ရုံးမှာပဲရှိလောက်အောင်မြည်ထင်သည်ကြီးနုသားကလွမ်းနေတာကြီးနုလည်းတတလေးကိုလွမ်းနေတာပါကွယ်နေဘက်တွေဆိုတော့နေရန်ပူမှာပေါ့ခလေးလေးပင်ပန်းနေပြီလားမပင်ပန်းပါဘူးဗျနေဘက်တွေဆိုပေမဲ့အရန်ကြီးမချောက်ပါဘူးဆိုပြေပြေနဲ့နေချင်းစဝဲမျိုးလေးတွေခလေးလေးထမင်းစားတော့မလားအတော်ပဲဒီနေ့ကြီးနုဝတ်တနေချက်နဲ့မကြီးရွယ်ဟင်းညိုလေးချက်ထားတယ်တတအကြိုက်ဟုတ်သားခရီးပန်းနေမှာပေါ့ကြီးနုမေ့သွားတယ်သွားနားနေကလေးဗိုက်ဆိုင်ကြီးနုကိုလာပြောလဲဟုတ်ပြီလားဟုတ်ကြီးနုလေးညိုမိမိခန်းစီတက်သွားပြီးအခန်းထဲရောက်တာနဲ့စိတ်လွတ်လက်လွတ်လှည့်ချလိုက်သည်အခုမှသူ့စိတ်တွေပေါ်ပါသွားတာပင်
မင်းညကဖွင့်ပြောခံရတာရုတ်တရက်ဆိုတော့လေးညိုဘလို့တုံ့ပြန်ရမှန်းမသိဖြစ်သွားသည်မသိဘူးလို့အဖြစ်ပေးခဲ့တာကလည်းတေချာပေါက်သူမသိလို့ဖြစ်သည်အခန်းထဲရောက်တော့လဲမျက်နှာချင်းဆိုင်ရမှာကိုရှက်ရွံ့သလိုဖြစ်နေတဲ့စိတ်ကြောင့်ရေအမြန်ချိုးပြီးစောင်းကိုခေါင်းမူခြုံပြီးအိတ်နေမိသည်သူကလည်းနောက်ကျမှအခန်းထဲဝင်လာတာကြောင့်အလွယ်တကူမျက်နှာချင်းမဆိုင်ဖြစ်လိုက်ယောက်ျားလေးရောမိန်းကလေးများစီကပါခဏခဏဖွင့်ပြောတာကိုခံရဘူးတော့လဲတခါမှတုံဆိုင်မနေပဲတခါတည်းညင်းခဲ့တာဖြစ်သည်ပြောရရင်ဖွင့်ပြောခံရတာကသူ့အတွက်မထူးဆန်းသလိုညင်းတိုင်းလဲထွေထူးပြီးမခံစားခဲ့ရတက္ကရီဦးညိုနဲ့ကြမှာတုံဆိုင်ပြီးမငင်းနိုင်မပြောနိုင်တဲ့ခံစားချက်ကပထမဆုံးပေါ်လာခြင်းဖြစ်သည်အချစ်ဆိုတာကိုမယုံကြည်ခြင်းနဲ့သူကရင်ခုန်ခြင်းတွေကိုလည်းမသိယူခြင်းကနူးညံ့ယူဝေတဲ့အကြည့်တွေနဲ့အမြဲလိုကြည်တတ်တဲ့မြုံဝန်းညိုတွေပြုံးလိုက်တိုင်းမြင့်တက်သွားတဲ့နှခမ်းတောင်စွန်းလေးတွေသဘောတကျရဲတံတွေနဲ့တူတစ်ခါတရံပေါ်လာတတ်တဲ့မေးချိုင်လေးတွေအကုန်လုံးကိုလေးညိုမှတ်မိနေတာကလည်းထူဆန်းလွန်းသည်ပိုဆိုးတာကအဲ့ဒီຢာတွေအကုန်လုံးမြင်နေမိတာကိုလက်မခံနိုင်တဲ့သူ့ရဲ့စိတ်ပင်ဖြစ်သည်လေးညိုလက်နှစ်ဖက်နဲ့မျက်နှာတွေကိုအကြမ်းပတမ်းပုတ်ပစ်လိုက်ကအတွေးတွေကိုအမြန်ဆုံးရက်ပစ်လိုက်သည်အရန်ကိုအတွေးများတတ်တဲ့ကောင်မို့အရင်ကတည်းကဘာကိုမှမတွေးမိအောင်နေလာခဲ့တာဖြစ်သည်အခုတက္ကရီဦးညိုကြောင့်အထိန်အကွမဲရလေသည်အောက်ထပ်မှကြားလိုက်ရတဲ့ကားတန်ကြောင့်ဦးလေးရိတ်ထင်ပြန်ရောက်ပြီဆိုတာသိလိုက်သည်အောက်ဆင်းပြီးနှုတ်ဆက်တတ်တာကသူ့အကျင့်မဟုတ်သလိုဖလဲတကင်းမရှိတဲ့ဦးလေးနဲ့သူ့ကြားမှာတယောက်အကြောင်းတယောက်တေချာနားလေစွာနေထိုင်ကြသည်မိုင်းညိုရိတ်တင်အိမ်ထဲဝင်လာတော့ပုံမှန်ထပ်ပို့ပြီးတက်ကြွနေပုံရတဲ့မနုကြောင့်သူဖြစ်သူပြန်ရောက်နေတဲ့ဆိုတာသိလိုက်ရသည်တပတ်တောင်ကြာသွားတော့ဘူရောင်တွေကဆိုင်ကဖုန်တက်နေမှာဆိုလို့မနက်ကရုံမသွားခင်ရေဆေးပေးလိုက်သေးသည်ကိုရိုင်းကိုလီကူမညံများပြီးဝယ်ပေးခဲ့တဲ့ဆိုင်ကယ်လေးမှုလာတော့မသိစီးမဲ့သူမရှိတဲ့ရက်တွေကဘူရောင်ထဲရောက်နေတာကိုပင်စိတ်ထဲမကြည်မလင်ဖြစ်ရသေးသည်ကိုဦးလေးရဲ့လုပ်ငန်းတစ်ခုလုံးကိုစိတ်ဝင်စားပဲတခြားမှလုပ်ဝင်နေတဲ့တူဖြစ်သူကသူ့ကိုတူလိုပဲသူ့ထက်ပိုပြီးခေါင်းမာနေတာလားမသိချောမောနေတဲ့ရုပ်ရည်လေးကညီမလေးရဲ့တင်လေးစီကအမွေရထားပြီးခေါင်းမာတာတွေကြားမှသူ့ကိုလာတူနေသည်အမြဲတမ်းစိတ်နှောက်ယှက်ပေးခဲ့တဲ့မြုံဝန်းစိမ့်တွေကတော့ချွင်းချက်ပင်ညီမလေးကိုတော့အရန်ကြီးမချိုသားတက်ခဲ့တဲ့သူကတူဖြစ်သူကိုလည်းချိုသားဖို့အရန်ခက်ခဲလုံးခဲ့သည်သူအမုန်းဆုံးလူနဲ့တူနေတဲ့မြုံဝန်းစိမ့်တွေကြောင့်လည်းဘာမှနားမလဲတဲ့ခလေးလေးကိုရဲရဲဆက်ဆက်နှလုံးသားမရှိသလိုပြောဆိုခဲ့တာပဲမဟုတ်လားထိုအချင်းအရာများအတွက်တော့သူ့စီမှာတောင်းပန်စကားမရှိပါမိုင်းညိုရိတ်တင်အတွေးများနေကသူ့ကိုအခုမှမြင်သွားပုံရတဲ့မနုကမောင်ရိတ်တင်ပြန်ရောက်ပြီလားလင်းညိုလေးလည်းသိမကြခင်ရပဲပြန်ရောက်တယ်ထင်ပါတယ်ကျွန်တော်ပေါ်တက်နားလိုက်အောင်မယ်ထမင်းစားချင်မှဆင်းလာခဲ့တော့မယ်အေးဂျင်းတို့လည်းဂယူးမဆိုင်ချင်အောင်ဆောင်နေတဲ့ဦးလေးဖြစ်သူနဲ့အကျော်တင်းနေတဲ့တူဖြစ်သူတို့ကြောင့်လိုက်တဲ့မိသားစုဟုမှတ်ချက်ပေးလိုက်သည်ငယ်လေးတွေကထိန်းချောင်းလာခဲ့တာကြောင့်မောင်ရိတ်ထင်ရဲ့စိတ်နေစိတ်ထားကိုသူမတေချာနားလေသည်ဂယူးမဆိုင်ဘူးလို့ကြွေးကြော်နေတဲ့သူကခလေးသေးလေးကိုဘလောက်များတောင်ဂယူးတဆိုင်ပြုစုခဲ့လဲဘာဆိုဘာမှလူလေသေးမရှိအောင်ထားခဲ့တယ်ဆိုတာသူမမျက်မြင်ပဲမနက်ကဆိုရင်သူကားသူတော်ရေးဆေးခြင်းရင်ဆိုင်မဲသွားတဲ့လူကသူ့တူဆိုင်ငယ်ကိုကြဂယူးတဆိုင်ဆေးကြောပေးနေတော့သူမတောင်အံ့ဩခဲ့ရသည်အခုလဲဂယူးမဆိုင်သလိုအပေါ်တက်သွားပေမဲ့သူ့တူအိတ်ခမ်းနာကပ်ပြီးချောင်းကြည့်နေအောင်မယ်ဆိုတာပြေးကြည့်စရာပဲမလိုပဲတကယ်လဲမှိုင်းညိုရိတ်တင်တူဖြစ်သူရဲ့အခမ်းနာကပ်ပြီးအနှဲငယ်ပွင့်နေတဲ့တကားပေါင်းမှာဘာလို့နေလဲဆိုတာချောင်းကြည့်နေခဲ့သည်အိမ်ပြန်လန်းတစ်ချောင်းလုံးတက္ကရီရင်နဲ့ဆွေးမြေ့နေသလိုခံစားရသည်လေးကသူ့ကိုမမြင်ကျင်တော့လို့များလားဘာလို့သူ့ကိုဟိုကိုနဲ့အတူပြန်မလို့ပြောခဲ့တာလဲသူဖွင့်ပြောလိုက်တာကိုလက်မခံနိုင်လို့သူ့ကိုရှောင်နေတာများလားဒါမှမဟုတ်သူ့ကိုမုန်းသွားတာများလားစသည်အတွေးများစွာကခေါင်းထဲအစီအီပေါ်ထွက်နေတော့လေမျက်နှာပေါ်တွင်တော့ခံစားချက်တစ်ခုတောင်ပေါ်မလာပဲခံစားချက်တွေကိုမဖော်ပြတတ်ခဲ့တာကြောင့်သူ့ပုံစံကအများအမြင်မှာADSဖြစ်နေသည်ကိုပြန်ပေးဆွဲခံရပြီးနောက်ဆက်တွဲဆိုးကျိုးတွေကြောင့်အယောင်တွေမခွဲနိုင်တဲ့အချိန်တုန်းကစခဲ့တာဖြစ်သည်လွန်ခဲ့တဲ့4နှစ်တုန်းကကိုမဝင်သွားပြီးတစ်နှစ်ကျော်လောက်မလှူရှားနိုင်တုန်းကလည်းကိုအပေါ်စိုးရိမ်လွန်းတဲ့စိတ်ကြောင့်အမွေအရာတွေအကုန်လုံးမဖော်ပြတတ်ခဲ့တာဖြစ်သည်ကိုစိတ်ပူပြီးအလုပ်ပြတ်စားပြတ်ဖြစ်နေတဲ့ဒယ်ဒီနဲ့ပပတို့ရဲ့တာဝန်တွေကိုလက်လွဲယူနိုင်မှုရင့်ကျက်အောင်စူးစမ်းခဲ့သည်ကိုကောက်ခွဲနိုင်မှုနဲ့ဒီမိသားစုကိုစောင့်ရှောက်နိုင်မှုစူးစမ်းခဲ့သည်စကားနဲ့လွန်းနာကမွေးရပါဖြစ်နေတဲ့အတွက်အေးဆက်လွန်းသည့်သူ့ပုံစံကိုပိုအားဖြစ်နေသလိုဖြစ်နေသည်ပပကသူ့ကိုအမြဲတမ်းတားငယ်အရန်ထိချုပ်နေကြမလို့ပပတို့လည်းမစိုးရိမ်နဲ့တားငယ်နေချင်းစလိုနေလို့ရတယ်လို့သူ့အားစိုးရိမ်စိတ်လေးနဲ့အမြဲပြောလေးရှိသည်
ထိန်ချုပ်လွန်းတာမဟုတ်ဘဲမဖော်ပြတတ်ခဲ့တယ်ဆိုတာသူမရှင်းပြခဲ့မိပေမဲ့ဒယ်ဒီကတော့သူ့ကိုနားလည်ခဲ့သည်ငငယ်လေးနဲ့တာဝန်တွေခွဲယူခဲ့တဲ့သားငယ်ကိုဒယ်ဒီကအရန်အားနာရတယ်လို့အမြဲပြောလို့ရှိသည်လေးကိုတွေ့ပြီးနောက်ပိုင်းသူမဖော်ပြတတ်ခဲ့ဘူးထင်ခဲ့တဲ့အရာတွေကသူ့မျက်နှာပေါ်ပေါ်ထွက်လာသည်စကားနှဲလွန်းသည်လို့လူတကာကမှတ်ချက်ပေးခံရတဲ့သူကလေးကိုတော့သူ့ဘက်ကကြီးစကားတွေစပြောဖို့စူးစမ်းနေခဲ့မိသည်ချစ်နေမိမှန်းတည်ကြတဲ့အချိန်ကလေးကလှော်ခတ်နေခဲ့မိတဲ့သူ့ရဲ့လင်ငယ်လေးကဘယ်ချိန်မှဆက်ရောက်ရာစီကလန်းနိုင်မလဲသူမသိပေတကယ်ကြီးအိမ်ကိုရောက်တော့ကိုမင်းကပါဥခိုက်ရဲ့ကားကိုတွေ့လိုက်တာကြောင့်သူမှထားတဲ့ပစ္စည်းပါရောက်နေပြီမှန်းသိလိုက်သည်သူ့ကားတန်ကြတော့အပြင်ထွက်ကြိုလာတဲ့ပပနဲ့ကိုကိုကြောင့်တကယ်ကြီးပြုံးလိုက်မိသည်တားငယ်လေးပြန်လာပြီလားအထဲမှာမင်းတက်ဒီလည်းအစောကြီးရောက်နေတယ်ကဘာလေးလည်းရောက်နေတယ်ဆိုတော့ပပတို့မိသားစုစုံစုံလင်းလင်းထမင်းစားဖို့ပြင်ထားတယ်ဟုတ်ပပပေးအိတ်ပပကိုပေးခီးသွားထားရတာဖုံဖုံလေးပြင်မန်းလာရောပေါ့ဦးညိုပြောရင်ဖုံဖုံလေးစီမှလက်ဆွဲအိတ်လေးကိုလှမ်းယူဖို့ပြင်တော့သူ့ထက်အရင်ဧကလေးကဆွဲယူသွားသည်ဧကလေးခေါင်းတစ်လုံးလေးပါကွာတဲ့ညီဖြစ်သူကိုမလန်းမကန်းတိုင်းဖက်ပြီးဖုံဖုံလေးမှားထားတဲ့ပစ္စည်းကိုအိတ်ခမ်းနဲ့ထည့်ထားတယ်ကျေးဇူးကိုနိုးကျေးဇူးမလို့ခြင်းဘူးအဲ့ဒီကကိုဘာပြောထားလဲပေးအခုအာဝါပေးဧကလေးစကြင်စိမ့်နဲ့ပါးကိုထိုးပေးလိုက်သည်ကိုပေးပြီးပြီလေမရပါဘူးနော်ကိုကလက်တွေ့ပေးခိုင်းတာလေဘာလဲဖောင်းဖောင်းလေးနော်ပပရေဖောင်းဖောင်းလေးကသားကိုအနိုင်ကျင့်နေရဲ့ဦးညိုသူ့ညီကိုလိုက်စားနေတဲ့သားကြီးကိုကြည့်ပြီးပြုံးလိုက်မိသည်အမြဲတမ်းဧကလေးကဖောင်းဖောင်းလေးကိုလိုက်စားနေတတ်သလိုခိုးကရှက်တတ်ပါတယ်ဆိုမှဒီရွယ်ထိအာဝါတွေလိုက်တောင်းနေတော့မင်းကဲစမနေကြနဲ့တော့အထဲဝင်တော့သားကြီးအငယ်လေးကပင်မန်းလာတော့အိမ်ထဲခေါ်သွားတော့ yes ပပလာသွားမယ်တခါကျွေးမထားရနော်ပခုံးကိုအတင်းဖက်ပြီးဆွဲခေါ်သွားတဲ့ကိုနောက်တက္ကရီဦးမျိုးအလိုက်တင်ပါသွားလေတော့သည်ဟုတ်ကဲ့ပါအပိုင်း6ကိုဒီမှာပဲရထားလိုက်ပါတယ်နောက်ထပ် audio တွေမှာပြန်တွေ့ကြမယ်နော်